ဒီမျက်နှာပေါ်မှာရှိတဲ့ dead cells တွေဟာအဲ့လိုအဖက်လိုက်လေးအဲ့လိုကွာသွားတာကိုမြင်ရတာဟောလေစိတ်ထဲမှာကျဉ်နှက်သွားတယ်ငါမျက်နှာအရမ်းလာသွားပြီပေါ့ Hello အားလုံးပဲမင်္ဂလာပါရှင်အဝင်းနဲ့အတူတူ Pastel Lab ကနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဝင်လုပ်ပြချင်တာလေးကတော့ကျွန်တော်ဆိုရင်ဒီဟာမျိုးလေးကို2ရက်ခြားတစ်ခါ3ရက်ခြားတစ်ခါလုပ်လို့ရှိတဲ့ဒါညမအိတ်ခင်လုပ်တဲ့ routine လေးတစ်ခုပေါ့နော်အဲ့တော့ဒီမှာအရင်ဆုံးလုပ်ချင်တာကတော့ဒီ Pastel Lab ရဲ့ဒီ Pure Face Peeling Gel ဆိုတာလေးကိုအရင်သုံးပြချင်တယ်ဒါပေမဲ့ဒီမှာဒီ Peeling Gel လေးကိုပြောပြချင်တာက Peeling Gel ဆိုတာကအရင်ဆုံးမျက်နှာလေးက6တွေ့နေတဲ့မျက်နှာပေါ်မှာအရင်ဆုံးသုံးရတာဖြစ်တယ်ပေါ့နော်အဲ့တော့ peeling gel ကိုမျက်နှာပေါ်မှာလုပ်ဖို့အတွက်လုံလောက်တဲ့အမောင့်ကိုယူရမယ်ပေါ့နော် peeling gel ကိုယူတဲ့အခါမှာမျက်နှာတစ်ဆက်ပြတ်ထက်နည်းနည်းလေးတော့ပို့ပြီးတော့ယူရတယ်ပြီးတော့မျက်နှာက6တွေ့နေရမယ်အထူးသဖြင့်ကျွန်တော်ဆိုရင်မျက်နှာကိုအရင်ဆုံးတေးချာဆေးပြီးတော့မှမျက်နှာကို6အောင်အရင်လှုပ်လိုက်တယ်သူများတွေကတော့မျက်နှာမတစ်ဖက်နဲ့makeup ပေါ်မှာတန်းပြီးတော့လုပ်ကြတယ်ကျွန်တော်ကတော့အဲ့ဒါမျိုးမကြိုက်ဘူးအဲ့ဒါကြောင့်မို့လို့ဒီမျက်နှာတစ်ပြီးသား6နေတဲ့မျက်နှာပေါ်မှာတေးချာမျက်နှာကိုတုပ်ပြီးတဲ့အခါမှာဟောလိုမျိုး peeling gel ကို2ရက်တစ်ခါ3ရက်တစ်ခါလုပ်ပြီးလေးရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာဒီလို peeling gel ဆိုတာလည်းနေ့တိုင်းသုံးစရာလည်းမလိုဘူးပေါ့နော်နေ့တိုင်းသုံးစရာမလိုဘဲနဲ့ဒီလိုမျိုးတစ်ပတ်မှာ2ခါလောက်လုပ်ပြီးရင်အခုလိုမျိုးအားလုံးတွေ့တဲ့အတိုင်းပဲဒီမျက်နှာပေါ်မှာရှိတဲ့ dead cells တွေဟာအဲ့လိုအဖက်လိုက်လေးအဲ့လိုကွာသွားတာကိုမြင်ရတာဟောလေစိတ်ထဲမှာကျဉ်နှက်သွားတယ်ငါမျက်နှာအရမ်းလာသွားပြီပေါ့ဘာရတော့မဟုတ်ပါဘူးအဲ့တော့မျက်နှာအပြည့်အဲ့လိုလာအောင်နော်peeling gel ကိုလုပ်တဲ့အခါမှာရှောင်ရှားစေချင်တာကတော့မျက်လုံးတစ်ဝိုက်ပေါ့နော်မျက်လုံးတစ်ဝိုက်ကို peeling gel လုပ်ဆရာမလိုပါဘူးအထူးသဖြင့်တကယ်အဓိကထားပြီးတော့လုပ်ရမှာကဒီလိုနှာခေါင်းကြားတွေဒီနှာခေါင်းပေါ်တွေမေးစီတွေကျွန်တော်ဆိုလို့ရှိရင်မေးစီမှာလို့ဝါချက်လေးနည်းနည်းထွက်တတ်တယ်ကွာအဲ့တော့အဲ့ဒါလေးတွေလုပ်တယ်ပြီးတော့ခါကြတော့လေပင်ကိုလည်းအလှပြင်တဲ့ခါမှာမေ့ထားလို့မရအောင်နော်ဟိုတော့ peeling gel နဲ့စိတ်ရှည်လက်ရှည်လေးပုတ်ပေးပေါ့နော် peeling gel နဲ့ပုတ်တဲ့အခါမှာကျရင်ကျွန်တော်က3ခေါက်လောက်တော့ပြန်ထည့်လိရှိတယ်ဟုတ်လောက်ပေါ့တစ်ညစ်စာ3ခေါက်လောက်ထည့်သိကြပါ peeling gel နဲ့ဟိုလေမျက်နှာကိုတစ်ဒီလိုမျက်နှာတစ်ပြီးတော့ဒီလိုကြီးချွတ်လိုက်ရတဲ့အခါမှာလေတကယ်ဟိုဥပမာဆိုပြောရရင်ကွာအိမ်နာတွေပါလေကိုရေးချိုးခန်းနေပါလေဆိုကွာကျွေကြီးချွတ်စေးနဲ့သေးလိုက်လို့ရှိရင်ပြောင်းသွားတယ်လို့မျိုးပေါ့အခုလည်းမျက်နှာကိုကြီးချွတ်တဲ့စေးနဲ့လုံးလိုက်တော့မျက်နှာသေးချပြောင်းသွားတယ်လို့ဖြစ်သွားပြီဆိုတော့ဒါကိုရေးစေးချပါမယ်ဖြစ်နိုင်လို့ရှိရင်ဒီ peeling gel နဲ့သုံးတဲ့အခါမှာရေးစေးတဲ့အခါမှာရေးချက်သိမ်းနှွေးလေးနဲ့လုပ်ပေးရင်ပို့ပြီးတော့အဆင်ပြေပါတယ်peeling gel နဲ့မျက်နှာကိုတေးချာလုပ်ပြီးသွားတဲ့အချိန်ကျရင်တော့ရေများနဲ့ပြောင်းစင်နေအောင်တက်ဖို့လိုတယ်အဲ့ဟာပြီးသွားရင်တော့ဖြည်းဖြည်းလေးမျက်နှာကိုလေဒီလိုလေးပဲတို့ပြီးတော့တုပ်စေချင်တယ်ဒါမှမဟုတ်တော့ကြီးချွတ်ပြီးသွားပြီကိုမျက်နှာမှာရှိတဲ့ dead cells တွေအကုန်လုံးကုန်သွားပြီအဲ့ဒါမျက်နှာမှာလည်းပြောင်းစင်တဲ့လောက်ပြောင်းစင်သွားပြီဆိုတော့အခုနောက်ပိုင်းဒီထိုနာလေးတွေတောင်းတဲ့အခါကျရင်ဟောလိုမျိုး spray type လေးတွေကိုအရန်သဘောကျတယ်အခုဆိုရင်ဒါဘိုရဲ့ collagen lifting mask ပေါ့နော်ဒါကိုတိုနာအနေနဲ့လည်းသုံးတယ်ကျွန်တော် makeup လေးနဲ့လည်းသုံးတယ်တတိယတိုင်းသုံးတယ်ပေါ့နောက်တစ်ခုလုံးလေးရှိတာကတော့နှာခမ်းသားလေးတွေစူစူအီလေးတွေဖြစ်ဖို့ဟာကျွန်တော်ကနှာခမ်းအရန်ခြောက်တက်တယ်နှာခမ်းခြောက်တဲ့အခါမှာဒီအရေပြားဒီခြောက်တဲ့အဖက်လေးတွေအဲ့ဒါမျိုးလေးတွေရှိတဲ့အတွက်ကြောင့်မလို့ဘာလို့လဲဆိုတော့ဟာဒီ Pastel Lab မှာရှိတဲ့ဒီ lip scrub ပေါ့နော်အဲ့ဒါလေးကိုသူ့ကိုဖြည်းဖြည်းချင်းနှာခမ်းသားနားမှာနှိပ်ပြီးတော့နှာခမ်းအသားမဲတာတွေနှာခမ်းအယောင်မညီတာတွေပြီးလို့ရှိရင်ဒီလိုနှာခမ်းတောက်နေမှာတစ်ခါတလေအယောင်မညီပဲနဲ့ဟိုအသားမဲနေတာလေးတွေဘာလေးတွေအတော့ကဟာလိုမျိုး lip scrub ကြီးပုံမှန်လုပ်ပေးရတယ်ပေါ့နော်ကျွန်တော်ကတော့ lip scrub ကိုတညအခြားတစ်ခါလောက်လုပ်ပြတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်နှာခမ်းကတော်တော်ဟို6တဲ့ထဲမှာပါအခုဆိုဒီမှာကြည့်ဖြည်းဖြည်းချင်းပုံရင်နဲ့နှာခမ်းမှာရှိတဲ့ဒီ dead cells တွေအကုန်လုံးပါသွားပြီနှာခမ်းလေးစိုးအီလေးဖြစ်ဖို့အတွက်သူကအရန်ကိုအထောက်အကူပြုတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေတေချာရင်းနဲ့တေချာမယ် lip scrub လုပ်ပြီးရင်တော့ကျွန်တော်လုပ်လို့ရှိတာကအဲ့ရင်းနဲ့ဆေးချထားတဲ့နေရာကို
ဟောလိုမျိုးတပတ်ကလေးကိုရေလေးနည်းနည်းဆိုအောင်လေးလုပ်ပြီးတော့တိတိချာချာပုတ်တိုက်ပြီးလိုက်တဲ့အခါမှာနှခမ်းက that cells တွေအကုန်လုံးကုန်သွားပြီအဲ့ဒီချိန်မှာဘာလုပ်ရမလဲဆိုတော့ညာဖက်ကြရင်လှအောင်ပြင်လာမှာမနှက်ဖက်ကြရင်ကျမတို့နှခမ်းလေးတွေကဆူဆူအီအီလေးတွေနဲ့အဆင်ပြေနေမှာဆိုတော့ဟောဒီ Pastel Lab ရဲ့ lip sleeping mask ဒီ lip sleeping mask ကလေရိုးရိုးနဲ့မတူရိုးရိုးနှခမ်းနီလိုမျိုးနေ့လယ်ပိုင်းသုံးဖို့မဟုတ်ဘူးရိုးရိုးနှခမ်းနီလိုမျိုးဒီထသွားလာသွားသုံးဖို့မဟုတ်သူကညအိမ်မှာသုံးရတဲ့ sleeping mask ဆိုတော့ sleeping mask မှာဆိုရင်ရွေးချယ်စရာ3ရောင်ရှိတဲ့ထဲမှာကျွန်တော်ကဟောဒီ2ရောင်ကိုတော့ကျွန်တော်ကကြိုက်လို့ရွေးချယ်ထားပါတယ်ပြီးတော့တပူးကိုဆိုအကြာကြီးသုံးလို့ရဘာလို့ဆိုတကလော်လေးပြီးနည်းနည်းလေးကလော်ထားနေကျမဒီမှာကြည့်အောင်နှခမ်းဖြစ်နေဒါပေမဲ့ဒါညဘက်အိမ်မှာလေဘူးမမြင်တာမဟုတ်ဘူးတဲ့မလားမနှက်ကြရလှနေပြီလေ